မင်္ဂလာပါကျင်းနှကောင် channel မှာနှွေးထွေးစွာကြိုဆိုပါရစေဟိုးရှေးတုန်းကတာယာလှပတဲ့တောအုပ်တီတစ်ခုရှိတယ်ကွအဲ့ဒီတောအုပ်ထဲမှာတရိษံလေးတွေဟာတဦးကိုတဦးချစ်ချစ်ခင်ခင်နဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတာပေါ့ငှက်ကလေးတွေရဲ့တချင်းဆိုတဲ့နဲ့တောအုပ်လေးဟာအမြဲတမ်းဆိုပြီးနေခဲ့တာပေါ့ဒါပေမဲ့ဒီနေ့မှာတော့ကြောက်စရာကောင်းတဲ့ကြားကြီးတစ်ကောင်ရောက်လာပါတယ်သူကတောတွေကတရိษံတွေကိုလိုက်ဖမ်းစားလိရှိလို့အားလုံးဟာထိတ်လန့်နေကြရရှာတယ်ဒီလိုနဲ့တရိษံလေးတွေစုဝေးပြီးတိုင်ပင်ကြတာပေါ့ငါတို့ဒီတိုင်းဆိုရင်တော့ကြားကြီးရဲ့အစာဖြစ်ကုန်တော့မှာပဲလို့တမင်ကြီးကစူးရင်တကြီးပြောရှာတယ်အဲ့ဒီအချိန်မှာညင်ကောင်းတဲ့ယုံကလေးကရှေ့ထွက်လာပြီးမပူကြပါနဲ့တငယ်ချင်းတို့ရာဒီကြားကြီးကိုငါညံနဲ့ပညာပေးလိုက်ပါမယ်လို့ရေရဲဝံဝံကတိပေးလိုက်တယ်ထွက်နေပြီပေါ့ဒီနေ့အစာလာပို့ရမယ့်အချိန်ကြောနေပြီတွေးတဲ့ကောင်ကိုအရှင်လက်လက်ဝါးစားပစ်မယ်လို့ဟင်းဟောင်းနေတာပေါ့ယုံကလေးရောက်လာတဲ့အခါကြားကြီးကဟဲ့ယုံစုပ်မင်းဘာလို့ခုမှလာတာလဲလို့អော်လိုက်တယ်ယုံကလေးကအရှင်လမ်းမှာအရှင်ထက်တိုင်ပါတဲ့ကြားတကောင်ကကျွန်တော်ကိုဖမ်းထားလို့ပါလို့လိန်ပြောလိုက်ကြပေါ့ကြားကြီးကဘာငါ့ထက်တိုင်ပါတဲ့ကြားရှိသေးတယ်ဟုတ်လားလို့မေးတယ်ယုံကလေးကလည်းဟုတ်ပါတယ်ရှင်သူကအရှင်းထက်တောင်ပူကြီးသေးတယ်အခုသူကရီတွင်ထဲမှာပုံနေတာလို့ဆိုတော့ကြားကြီးကဒေါသတကြီးလိုက်လာပါတော့တယ်ဂျွန်ကလေးကကြားကြီးကိုရီတွင်အိုတီတစ်ခုစီခေါ်သွားတယ်ဟောဒီမှာပါအရှင်အဲ့ဒီကြားကဒီထဲမှာပုံနေတာလို့ပြောပြီးကြားကြီးကိုရီတွင်ထဲငုံကြည့်ခိုင်းလိုက်တယ်ကြားကြီးဟာရေထဲကသူ့အရေးကိုသူပြန်မြင်ပြီးရန်သူကြားမှပြီးဟင်းလိုက်တာပေါ့ရေထဲမှာအရေးကိုရေဟင်းပြန်ဖြစ်နေတယ်ကြားကြီးဟာဒေါသတကြီးနဲ့ရေလေးကိုဆင်ချလိုက်တာရှင်ကလေးရဲ့ဉာဏ်ပညာကြောင့်တောအုပ်လေးဟာပြန်လဲအေးချမ်းသွားပါပြီဒီပုံပြင်လေးကတော့ခွန်အားထက်ဉာဏ်ပညာကပိုပြီးအစွမ်းထက်တယ်ဆိုတာကိုသင်ခန်းစာပေးသွားတာပါပဲကွယ်နောက်တစ်ခါပြန်ဆုံတွေ့ကြမယ်လေဘိုင်ဘိုင်